Hello အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရှင်မှာမေးမြန်းနေတဲ့ track ကားကင်းလေးကိုကျွန်တော်ဘယ်လိုတောင်းရအောင်လဲဆိုတော့ပြသသွားပေးပါမယ်ဖြစ်ပါတယ်เนาะကျွန်တော်တို့က Chrome ထဲကိုအရင်ဆုံးဝင်လိုက်ပါ Chrome ထဲကိုဝင်ပြီးရတယ်ကျွန်တော်တို့ search bar မှာ tap ဆိုတဲ့ software လေးကိုရိုက်ရှာလိုက်ပါเนาะ TAP tap ဆိုရိုက်ရှာလိုက်ပါပြီးရင်ကျွန်တော်တို့က tap ကိုနှိပ်လိုက်ပါခဏလောက်စောင့်လိုက်ပါเนาะကျွန်တော် report လုပ်နေရလို့ပါခဏစောင့်ပေးပါဟုတ်ပြီကျွန်တော်တို့ရပြီဆိုတော့ ਨੇ အမှကျွန်တော်အပေါ်ဆုံးကတွေ့ရ tap ဆိုတဲ့ software လေးတွေကိုဝင်လိုက်ပါမနောက်ခဏနော် tap ဆိုတဲ့ software လေးတွေကိုဝင်လိုက်ပါဝင်ပြီးရတယ်ကျွန်တော်တို့က download tap for more game အဲ့ဒါလေးကိုကျွန်တော်တို့ကနှိပ်ပြီးတော့ down လိုက်ပါကျွန်တော်က down ပြီးသားမလို့ကျွန်တော်မ down ပြတော့ဘူးเนาะကျွန်တော် down ပြီးသွားပြီဆိုတော့အဲ့ဥစ္စာထဲမှာဘယ်လိုကားကိန်းတွေ down လုပ်ရမလဲဆိုတော့ကျွန်တော်ပြသသွားပေးမယ်เนาะဟုတ်ပြီပြီးတော့ကျွန်တော်ပြန်ထွက်လိုက်ပါ down ပြီးရတယ်ပြန်ထွက်လိုက်ပါပြီးတော့ရင်ကျွန်တော်တို့ကအဲ့ tap ဆိုတဲ့ software လေးတွေကိုဝင်လိုက်ပါเนาะအဲ့ဒီ software လေးပဲဖြစ်ပါတယ်အဲ့ထဲဝင်လိုက်ပါဝင်ပြီးရတယ်ကျွန်တော်တို့ကအပေါ်က search bar မှာ track tricon ဆိုတဲ့ track ကားနာမည်လေးရရှာပါ TRUCK track TYCOON tricon เนาะအဲ့စာလေးကျွန်တော်တို့ရိုက်ရှာလိုက်ပါရိုက်ရှာပြီးရတယ်ကျွန်တော်အပေါ်ဆုံးမှာတွေ့ရ gain လေးကိုတစ်ချက်လောက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုတော့ねအမှကျွန်တော်တို့အဲ့ track ကား gain ပုံရဒီဘက်ပေးမှာတရုတ်စာတန်းအစိမ်းလေးနဲ့အဲ့ဒါကိုနှိပ်ပြီးရင် download ရပါပြီ